တော်လန်ရေးဆိုတဲ့နာမည်ကိုခုတုံးလုပ်ပြီးလိန်စားနေတဲ့သူတွေတိုင်းပြည်ပြိုကွဲစေခြင်းတဲ့သူတွေပြောနေတဲ့လက်သုံးစကားလေးရှိပါတယ်တောင်တော်ကိုတော်လန်တာမဟုတ်ဘူးအာနာရှင်ကိုတော်လန်တာဟုတ်ပြီအာနာရှင်ကိုတော်လန်နေဆိုရင်ကျွန်တော်တို့ဒီလိုလေးတွေးကြည့်ရအောင်ပါဗိုလ်ချုပ်နေဝင်သူဆင်းသွားတဲ့အချိန်မှာသူ့သားကိုကာကွယ်ဦးစီးချုပ်နေရာထားခဲ့တာလားဗိုလ်ချုပ်မူကြီးတန်းရွှေအနားယူသွားတဲ့အချိန်မှာသူ့သားကိုကာကွယ်ဦးစီးချုပ်နေရာမှာထားရခဲ့တာလားအခုလက်ရှိဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အနားယူသွားတဲ့အချိန်မှာတော့သူ့ရဲ့သားကိုကာကွယ်ဦးစီးချုပ်နေရာမှာထားရခဲ့မှာလားမထားခဲ့ပါဘူးဘသူတွေကမှမထားခဲ့ပါဘူးတိုင်းပြည်မှာစင်စက်မပြတ်အုပ်ချုပ်သွားကြတာဟာတက်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကြီးမှမဟုတ်ပါဘူးနိုင်ငံရေးပါတီကအာဏာရခဲ့တဲ့အချိန်မှာလည်းနိုင်ငံရေးပါတီမှာရှိတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကအုပ်ချုပ်သွားကြတာပါပဲမြန်မာပြည်မှာအာဏာရှင်စနစ်ဆိုတာဘယ်တော့မှမရှိခဲ့ပါဘူးသို့တော်လည်းတော်လှန်ရေးဆိုတဲ့ခေါင်းစဉ်လေးကိုအသုံးချပြီးလိန်စားခြင်းတဲ့သူတွေတပ်မတော်နဲ့တိုင်းပြည်ကိုပြိုကွဲစေခြင်းတဲ့သူတွေကတော့အစင်တစိုက်ကြွေးကြော်နေခဲ့ကြပါတယ်ဘယ်ခေါင်းစဉ်ကိုလဲဆိုတော့အာဏာရှင်ကိုဖြုတ်ချခြင်းလို့ပါဆိုတဲ့ခေါင်းစဉ်လေးပါပဲအဲ့ဒီတော့ဗျာရိုးရိုးလေးတွေးကြည့်ရအောင်ပါစစ်တပ်ကအာဏာရှင်ဖြစ်နေတယ်ဆိုရင်လက်ရှိအစိုးရကအာဏာရှင်ဖြစ်နေတယ်ဆိုရင်စစ်တပ်လက်လန်းမပြေတဲ့နေရာတွေအခုစစ်တပ်ကလက်လွတ်ထားရတဲ့ဒေသတွေတပ်မတော်အုပ်ချုပ်မှုမရှိတဲ့နေရာတွေရှိပါတယ်အဲ့ဒီနေရာတွေကိုစစ်တပ်ကိုမကြိုက်တဲ့သူတွေအာဏာရှင်ကိုမလိုလားတဲ့သူတွေသွားနေကြသလားအဲ့ဒီဒေသမှာရှိတဲ့တက်နိုင်တဲ့ပတ်စံရှိတဲ့သူတွေကစစ်တပ်အုပ်ချုပ်နေတဲ့နဆကအစိုးရကုတ်ကဲမှုအောက်မှာရှိနေတဲ့ဒေသတွေမှာလာရောက်ခိုလုံနေထိုင်ကြသလားဒါကိုတိတိကျကျလေ့လာကြည့်အလွယ်တကူသိနိုင်ပါတယ်အဲ့ဒီတော့စစ်တပ်ဟာအာဏာရှင်ဆန်းဆန်းအုပ်ချုပ်နေတယ်ဆိုရင်လက်ရှိအချိန်မှာခင်ဗျားတို့တွေပြောနေကြလွတ်မြောက်နေမည်ဆိုတဲ့နေရာတွေရှိပါတယ်အဲ့ဒီနေရာတွေကိုစစ်တပ်ကိုမလိုလားတဲ့သူတွေအာဏာရှင်စနစ်ကိုမကြိုက်တဲ့သူတွေသွားနေကြသလားအဲ့ဒီဒေသကလူတွေပဲဒီကိုလာပြီးခိုလုံနေကြသလားနဆကရဲ့အောက်တမတော်ရဲ့ထိန်းချုပ်ထားတဲ့နေရာမှာလာခိုလုံနေသလားတွေးကြည့်လို့ရပါတယ်ဒီတော့ဗျာအာဏာရှင်ဆိုတာဘသူကိုပြောတာလဲလက်ရှိအခြေအနေမှာဖြစ်ပျက်နေတဲ့အခြေအနေတွေမှာလေ့လာသုံးသပ်ကြည့်မယ်ဆိုရင်နဆကအစိုးရဘယ်ရာပဲဖြစ်ဖြစ်ဥပဒေတိုင်းသွားပါတယ်သို့တော့ဥပဒေတိုင်းမသွားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရှိပါတယ်ဟိုနေ့ကလာရှိုးဖြစ်စဉ်ကိုကြည့်ရင်သိကြမှာပါအဲ့ဒီတော့စစ်တပ်ကိုအာဏာရှင်လို့ဆွဆွဲပြီးတော့အာဏာရှင်စနစ်အမြင့်ဖြတ်ခြင်းနေဆိုတဲ့လူတွေဟာအာဏာရှင်သားကိုမလာဘဲနဲ့လွတ်မြောက်နေမည်ဆိုတဲ့နေရာတွေမှာသူတို့မိသားစုတွေကိုပါခေါ်ပြီးတော့သူတို့ဘဝတွေကိုတိဆောက်ရဲသလားဆိုတာခင်ဗျားတို့ယုံကြည်အားကိုးနေတဲ့ NUG အစိုးရကလူတွေကိုဟောအဲ့ဒါသူတို့အစိုးရလို့နာမည်တက်ထားတဲ့မို့လို့အစိုးရလို့ရည်ညွှန်းတာပါတကယ်တော့ငဘောတွေပါအဲ့ဒီ NUG တွေကလူတွေရောနဆကအစိုးရကိုတော်လှန်နေတဲ့သူတွေကိုခင်ဗျားတို့မေးကြည့်ပါစစ်တပ်ကိုအာဏာရှင်လို့သတ်မှတ်ထားတဲ့ဆိုရင်စစ်တပ်ကထိန်းချုပ်မှုနဲ့ဝေးတဲ့နေရာမှာရှိတဲ့မြို့တွေမှာသူတို့တွေသွားနေရဲသလားလို့ကျွန်တော်မေးလို့ဆိုပါဗျာ